皆さんおはようございます。私は桜シスターズのゆきお先生です。はい、ဒီနေ့私ပြပြပေးမယ့်အကြောင်းအရာလေးကပေါ့နော်ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေနဲ့ဂျပန်စကားလုံးလေးတွေကိုပေါင်းစပ်ထားတဲ့ခံရောခုလေးတွေနဲ့ပတ်သက်ပြီးတော့皆さんတို့ကိုသင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ပေးသွားမယ့်ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေကဘာတွေလဲဆိုတော့頭口顔耳鼻手စတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေနဲ့ဂျပန်စကားလုံးလေးတွေကိုပေါင်းစပ်လိုက်တဲ့အခါဘယ်လိုအဓိပ္ပာယ်လေးထွက်သွားလဲဆိုတာကိုဒီနေ့ပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်皆さんတို့ကဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ဒါဆိုလို့ရှိရင်တစ်ခုချင်းစီမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အဓိပ္ပာယ်လေးတွေနဲ့ဥပမာလေးတွေရှိလဲဆိုတာကိုကြည့်လိုက်ကြရအောင်အဲ့တော့ပထမဦးဆုံးနံပါတ်1တစ်လုံးကခုချီဆိုတဲ့ပါဇက်လေးနဲ့うまいလို့ခေါ်တဲ့တော်တော်ဆိုတဲ့စကားလုံးလေးနှစ်ခုကိုပေါင်းလိုက်မယ်အဲ့ခါကျရင်ခုချီကうまいခုချီကうまいဆိုလို့ရှိရင်မြန်မာလိုအဓိပ္ပာယ်ကစကားပြောကောင်းတော်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ခါတွေは口がうまいから気をつけてね彼は口がうまいから気をつけてねဆိုပြီးတော့သုံးလို့ရပါတယ်အဲ့တော့သူကစကားပြောကောင်းတာဖြစ်တဲ့အတွက်ကြောင့်တတိထားနော်သူကစကားပြောကောင်းတဲ့အတွက်ကြောင့်တတိထားနော်ဆိုပြီးတော့ပြောတဲ့အခါမှာသုံးလို့ရပါတယ်ရှင်နောက်တစ်လုံးကကြတော့ခုချီဆိုတဲ့ဒီပါဇက်စကားလုံးလေးကိုပဲပေါ့နော်နောက်ထပ်ခါတိုင်းဆိုတဲ့မာကျော်တော်ဆိုတဲ့စကားလုံးလေးနဲ့ပေါင်းစပ်ကြည့်ကြရအောင်ခုချီကခါတိုင်းဆိုရင်မြန်မာလိုအဓိပ္ပာယ်ကဘယ်လိုဖြစ်သွားမလဲဆိုတော့ပါဇက်လုံတော်ဆိုပြီးတော့ဖြစ်သွားပါမယ်ပါဇက်လုံနေဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ခါနိုကျော်က口が硬いから安心して彼女は口が硬いから安心してねအဲ့တော့မြန်မာလိုအဓိပ္ပာယ်ဆိုလို့ရှိရင်ကောင်မလေးကသူမကပေါ့နော်သူမကပါဇက်လုံတာဖြစ်တဲ့အတွက်ကြောင့်စိတ်ချပါနော်ဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကုချီဆိုတဲ့စကားလုံးလေးကိုပဲနောက်ထပ်ခါရူဤပေါ်ပါတော့ဆိုတဲ့စကားလေးနဲ့ပေါင်းကြည့်ကြည့်အောင်အဲ့ခါကြလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲကုချီကခါရူဤခုချီကခါရီဆိုလို့ရှိရင်မြန်မာလိုအဓိပ္ပာယ်ကဒီပါဇက်မလုံတာတချို့တွေဆိုပါဇက်စပယ်လင်ဖြစ်တယ်ဆိုပြီးတော့လည်းပြောကြတယ်ပေါ့နော်အဲ့တော့ပါဇက်မလုံတာပါဇက်စပယ်လင်ဖြစ်တဲ့အခါမှာလေခုချီကခါရီဆိုပြီးတော့သုံးလို့ရပါတယ်အဲ့တော့ဥပမာလေးကိုကြည့်အောင်တာနာကဆန်ကခုချီကခါရီခါရာရှင်မီဇိုဟာနာဆာနိုင်ဟိုကဤတာနာကဆန်ကခုချီကခါရီခါရာရှင်မီဇိုဟာနာဆာနိုင်ဟိုကဤနဲ့ဆိုလို့ရှိရင်တာနာကဆန်ကပါဇက်စပယ်လင်ဖြစ်တာကြောင့်ပါဇက်မလုံတာကြောင့်လှုပ်ဝက်ချက်တွေကိုမပြောတာကောင်းတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့နောက်ထပ်ခန္ဓာကိုယ်အစိပ်အပိုင်းလေးကဘာဖြစ်မလဲဆိုတော့ခါအိုပေါ့နော်ခါအိုမျက်နာဆိုတဲ့အစိပ်အပိုင်းလေးနဲ့ပေါင်းကြည့်ကြရအောင်အဲ့တော့ဒီခါအိုဆိုတဲ့မျက်နာအစိပ်အပိုင်းလေးကိုဟီရိုအီဆိုတဲ့ကျေတော်ဆိုတဲ့စကားလုံးလေးနဲ့ပေါင်းကြည့်ကြည့်မယ်ဆိုရင်ခါအိုကဟီရိုအီခါအိုကဟီရိုအီဆိုလို့ရှိရင်ဒီလူတီများသောဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်လူတီများသောဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဥပမာအနေနဲ့မိရာဆန်ကခါအိုကဟီရိုအီですဆိုရင်မိရာဆန်ကလူတီများတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ခါအိုကအီခါအိုကအီဆိုလို့ရှိရင်ယုံချောသောဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်アイドルは顔がいいですねアイドルは顔がいいですねဆိုလို့ရှိရင်အဲ့ဒီ idol ကရုပ်ချောလိုက်တာနော်ဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်